ခဲရင်တဲ့ပုံစံနဲ့မှမပါဘူးအဲ့တော့မတို့နောက်ချမ်းလေးကနေဆိုလို့ရှိရင်တို့နောက်ချမ်းကိုဘာမှပြင်စရာမလိုလေပင်ကြိုင်ခန္ဓာကိုယ်လိုချင်တဲ့အရှိကိုဖြတ်ထားမယ်နော်အဲ့တော့ပြီးတဲ့ခါကျရင်တို့ဒီလေပင်လေးကိုရှိတဲ့လောက်ကလေးကိုတိုင်းထားမယ်ပေါ့အရင်အရှိမှအထဲတွေတင်ခဲ့တော့ကဒီလိုကော်လမ်ပတ်တန်လေးတွေဆိုလို့ရှိရင်တို့တွေလေပင်ပေါက်ကလေးကိုရှေ့ချမ်းလေပင်ပေါက်ကိုနည်းနည်းလေး1 cm အောက်ကိုချတယ်လေပင်နည်းနည်းလေးခြောင်ပြီးတော့ခြောင်ချစ်လေးဖြစ်ချင်တဲ့အတွက်ကြောင့်မလို့နော်အခုဒီပတ်တန်မှာတော့လုံးဝကိုအကြက်လိုချင်တာဖြစ်တဲ့အတွက်မချဘူးဒါပေမဲ့ तू အရှိမအခွဲလေးပါတဲ့အတွက်ကြောင့်မလို့တို့ကလေပင်ပေါက်မချလဲလေပင်ကကြက်နေမှာတော့မဟုတ်ဘူးเนาะဒါကြောင့်မလို့လဲလေပင်ပေါက်ကိုမှမချလိုက်ဘူးပုံမှန် basic လေပင်မှာပဲဆွဲမယ်အဲ့တော့တို့ကသူ့ရဲ့ဒီအရှိအခွဲလေးအတွက်ပေါ့နော်အခွဲလေးအတွက်ကိုမှတို့ 0.5 cm ချမ်းလိုက်မယ်0.5 cm ချမ်းမယ်ချမ်းပြီးလို့ရှိရင်ဒီကနေပြီးတော့ဒီအထိကိုလည်းတို့တွေလေပင်ပေါက်ကိုတိုင်းလိုက်မယ်ဥပမာဒီလေပင်ပေါက်က12ရတယ်ထားပါတော့เนาะဒါတစ်ယောက်နဲ့တစ်ယောက်တူမှာမဟုတ်ဘူးအဲ့ဒါကိုရတဲ့လောက်ကိုမှတ်ထားမယ်တို့ကော်လာဆွဲဖို့အတွက်ကိုဒါဆိုရင်နောက်ချမ်းကရှေ့ချမ်း12ဒါကော်လာဆွဲဖို့အတွက်အတိုင်းအတာရသွားပြီเนาะဒါနောက်ချမ်းဘာမှလုပ်စရာမလိုတော့ဘူးရှေ့ချမ်းအတွက်ဆိုလို့ရှိရင်တော့မတို့ပုံမှန်တို့ရေကူးတောက်ကလေးအတိုင်းဆွဲထားမယ်เนาะကိုကဂျိုင်းတောက်မဟုတ်ရင်လည်းပြဿနာမရှိဘူးကိုသုံးတဲ့ဘယ်တောက်ကိုပဲဖြစ်ဖြစ်ဘယ်ပတ်တန်ကိုပဲဖြစ်ဖြစ်တို့ရေကူးတောက်ကလေးတော့ဆွဲထားမယ်ပေါ့ပြီးရင်တို့ဒီမှာရင်ကျယ်မြင်းရှိမယ်ဒါအခုပြောပြမှာကတော့မသိသေးတဲ့လူတွေမမှန်းတတ်တဲ့လူတွေအတွက်ပေါ့နော်တို့ရင်ဖြတ်ဆက်ကိုဘယ်လောက်ဖြတ်ရမလဲဆိုတော့မမှန်းတတ်တဲ့လူတွေအတွက်အဲ့တော့တို့ဒီရင်ကျယ်မြင်းနဲ့ရင်မြင်းနဲ့ပေါ့နော်ဒီနှစ်ခုရဲ့ကြားကိုအမတို့ခန့်မှန်းကြည့်3ပုံလောက်ပုံလိုက်ဒါတွေလည်းအတိအကျဖြစ်စရာမလိုပါဘူးเนาะပြီးတဲ့ခါကျတော့ဒီပခုံးထိတ်နဲ့ဒီထိတ်နဲ့ပေါ့နော်ဒီရင်ကျယ်မြင်းနဲ့ကိုလည်းအမတို့3ပုံပုံလိုက်မယ်3ပုံပုံပြီးလို့ရှင်တို့အပေါ်ဒီကအောက်ဆုံးအပုံရဲ့ဒီအရှိကအပေါ်ဆုံးအပုံဒီနှစ်ခုကိုအမတို့ဆက်ယူမယ်ဆက်ယူတဲ့အချိန်ကြာလို့ရှင်တို့ပေကွေးလေးကိုလှအောင်ကင်ပြီးတော့ကိုလိုချင်တဲ့ပုံစံကိုဆက်လို့ရတယ်ကိုကရှည်လေးလိုချင်တယ်ဆိုရင်လည်းဝိုင်းလေးလိုချင်တယ်ဆိုရင်လည်းဝိုင်းလေးခြုံလေးလိုချင်တယ်ဆိုရင်လည်းခြုံလေးပေါ့နော်ဒါပေမဲ့အမတော့ဒီထိတ်ကိုရေပြင်းကြီးလေးထားမယ်သူ့ကိုလုံးဝဒီအထိကိုခြုံကြီးတော့လာမဆက်နဲ့ဒီနားလေးကနေပြီးတော့ 2.5 2 cm လောက်လည်းအမတို့ခထားမယ်ခပြီးတော့မှအကောင်လေးကိုဒီဟာလေးနဲ့ကိုပေကွေးလေးကိုအခုလိုကင်ပြီးတော့ချမယ်နော်ဒီထိတ်အထီကိုလုံးဝခြုံကြီးမဖြစ်ချင်လို့နော်အခုလိုလေးချဒါဆိုလို့ရှိရင်တို့အဝိုင်းလေးကတို့ရဲ့ဒီဖြက်ဆက်ကလေးကလှတယ်ပေါ့အဲ့ဒါလေးကိုတို့တွေကဖြတ်ချလိုက်မယ်နော်ဒီထောက်ကိုထပ်မယ်ပုံမှန်ရေကူးတောက်အတိုင်းပဲမတို့တွေဒါတွေကိုခွဲချမယ်နော်ခွဲချလို့ရှိရင်ဒီက F1 F2 ရသွားမယ်အဲ့တော့ဒါလေးကိုအရင်လှုပ်လိုက်မယ်ဒီကောင်လေးကိုရေကူးတောက်ကလေးကိုထပ်ပြီးသွားလို့ရှိရင်တို့ရေကူးတောက်ကလေးဂျိုင်းလေးကိုပြန်ဖြည့်ပြီးတော့ဆွဲမယ်နော်ဒဲမလို့ခြင်းတဲ့အတွက်ကြောင့်မလို့ပင်းတောင်ကိုညှက်ချလိုက်ရင်ရပြီနော်အဲ့တော့အပေါ်ပိုင်းလေးကိုအရင်ညှက်လိုက်မယ်အောက်ပိုင်းကတော့ခုနပြတဲ့အတိုင်းကိုညှက်လိုက်တော့မယ်နော်အခုလိုလေးရပြီအခုလိုလေးရပြီဆိုလို့ရှိရင်ဒါမှတို့ column set ဆွဲမယ်နော်အဲ့ဆိုရင်တို့ခုနရှေ့ချမ်းနဲ့နောက်ချမ်းနဲ့တိုင်းခဲ့တာရှိတယ်အဲ့ဒီအတိုင်းဒါလေးတိုင်းအောင်ပဲမြင်းဖြောင်လေးတစ်ချောင်းဆွဲလိုက်မယ်18ရဲ့sorry 8ရဲ့12ရဲ့ဆိုတော့20ပေါ့နော်20ဆိုတဲ့အမှတ်ကလေးကိုအရှိလေးပေါ့အကျယ်လေးကိုဆွဲမယ်ပြီးလို့ရှိရင်သူ့ရဲ့ထိတ်ကနေပြီးတော့မတို့မြင်းမှတ်ကလေးတစ်ချောင်းထောင်မယ်နော်ထောင်ပြီးရင်တို့ဒီ column အကျယ်ပေါ့အကျယ်ကိုဘယ်လောက်သတ်မှတ်ချင်လဲပုံမှန်ဆိုလို့ရှိရင်တော့ 3.5 လောက်မှတ်ကြတယ်2.5 ခတ်သေးသေးလို့ကျင်တယ်2.5 လောက်မှတ်တယ်ပေါ့နော်အခုဒီမှာ3.5 cm မှတ်မယ်အဲ့တော့ဒီ column ကိုလိုချင်တဲ့အရှည်က 3.5 column အကျယ်က 3.5 cm เนาะဒီဘက်ကနေပြီးတော့ကျတော့မတို့3 cm ဆိုပြီးတော့တက်ပြီးတော့အမှတ်ကလေးမှတ်ထားမယ်ဒီအောက်ကနေအပေါ်ကို3 cm တက်တာအဲ့တော့ခုနကဒီအတိုင်းအတာကိုမတို့3ပုံပုံလိုက်မယ်နော်3ပုံပုံလိုက်မယ်3ပုံပုံပြီးရင်ဒီနောက်ဆုံးဒုတိယအပုံရဲ့အပေါ်ကိုလည်းတို့3.5 cm တက်မယ်နော်3.5 cm တက်ပြီးရင်ဒါလေးနဲ့ကိုတို့ဆက်ထားလိုက်မယ်နောက်ခုနကဒီမှာ3 cm တက်လိုက်တဲ့နေရာကနေပြီးတော့အပေါ်ကိုနောက်ထပ်3.5 cm ထပ်မှတ်မယ်ဒါက column အကျယ်နော် column အကျယ်ဒီကဒုတိယအပုံခုနကအောက်ဆုံးမှာနော်ဘုံ2ပုံ3ပုံပုံလိုက်တဲ့ဒုတိယအပုံနဲ့အဲ့ဒီ3 cm တက်ထားတာလေးနဲ့ကိုဆက်မယ်ဆက်ပြီးရင်သူ့ကနေပြီးတော့တို့တွေမြင်းမက်ကလေးထောင်းမှန်ကြမြင်းလေးပေါ့နော်ထောင်းမှန်ကြမြင်းလေးအပေါ်ကိုထောင်းလိုက်မယ်ထောင်းပြီးရင်တို့ဒီအကျယ်လေးကလည်း 3.5 cm 3.5 cm မှတ်မယ်နော်ခုနဒီမြင်းရအောင်မမှတ်ခဲ့လို့ရတယ်ဒီမြင်းကြမှာလာမှတ်မယ်3.5 cm အဲ့ဒီကနေပြီးတော့အထဲကို 0.5 cm ဝင်မယ်နော်ဒီကနေ3.5 cm တက်တယ်ဒီကောင်လေးတောင်းမှန်ဖြစ်ရမယ်နော်ပြီးတော့မှအထက်ကို 0.5 ဝင်တယ်အဲ့ဒီမြင်းလေးနဲ့ဒါလေးနဲ့ကိုပြန်ဆက်မယ်နော်တို့ယူပါဒီမြင်းကိုမှယူပါဒီဘေးကဟာကိုမယူတော့ဘူးနော်အဲ့ဒါလေးနဲ့ခုနကဒီ point လေးနဲ့ကိုလာပြန်ဆက်မယ်ဒုတိယ point ဟာလေးနဲ့အခုလိုလေးဆက်တဲ့အချိန်ကျရင်တို့ဒီမှာဒါလေးတွေကဒေါင်ဂျိုးကြီးတွေဖြစ်နေတယ်အဲ့ဒါလေးတွေကိုမတို့တွေပြန်ဖြည့်ပြီးတော့ဆွဲပေးမယ်ပေါ့နော်အဲ့ဒီဘတ်တန်ချုပ်တယ်ဆိုလို့ရှိရင်တော့ဘယ်နေရာမှာပဲဖြစ်ဖြစ်ထောက်ဖြစ်လို့မရဘူးထောက်တွေ့တာနဲ့အကုန်လုံးကိုဖြည့်ဆွဲပေးရမယ်ဒီနေရာမှာမဟုတ်ဘူးဘယ်နေရာဖြစ်ဖြစ်ပေါ့နော်ထောက်တွေ့ပြီးဆိုရင်ဖြည့်ပြရမယ်အဲ့ဒါပြီးတဲ့ခါကျလို့ရှိရင်တို့ဒီကနေပြီးတော့ဒီထိတ်အထီကိုပေါ့နော်သူကအပေါ်ကြီးကိုကော့တက်သွားတာဖြစ်တဲ့အတွက်ကြောင့်ဒီကောင်ကြီးရှေ့ထွက်သွားမှာဆိုတော့ဒါလေးကိုတိုင်းပေးမယ်
တိုင်းလိုက်လို့ရှိရင်တို့အခုနကရခဲ့တဲ့ 20cm ရလားမရလားပေါ့နော်တကယ်လို့ तू ကပိုနေလိမ့်မယ် 0.5 0.7 စသဖြင့်အဲ့လောက်ပိုနေတယ်ဆိုလို့ရှိရင်မတို့ဒီထိတ်ကနေပြီးတော့ပြန်ပြီးတော့ဖြတ်ချမယ်နော်အဲ့တော့ဒီကောင်ကို0.ဥပမာပေါ့နော်ဒီကောင်က 0.5 ရှည်နေတယ်ထားပါတော့အဲ့တော့ဒီကို 0.5 စုပ်မယ်ဆိုလို့ရှိရင်ဒီအပေါ်လဲ 0.5 စုပ်ရမယ်နော်ဒီကိုတော့0.5 စုပ်ပြီးဒီကောင်ကိုမစုပ်လို့မရအောင်နော်ညင်ညာလေးဒီမှာ 0.7 ဆိုရင်ဒီအပေါ်လဲ 0.7 အဲ့လိုဖြစ်ရမယ်အဲ့ဒါလေးကိုမှတို့ကပြန်ဆက်မယ်ပြန်ဆက်ပြီးတော့မှကိုလိုချင်တဲ့ပုံစံလေးပြန်ဖော်မယ်ပေါ့နော်ဒါဥမာနမူနာဖြတ်ပြလိုက်တာနော်ဒီလိုမျိုးဖြတ်မယ်ဆိုလို့ရှိရင်အခုလိုညင်ညာလေးဖြစ်အောင်လုပ်ရမယ်အဲ့ဒါကိုပြီးတော့မှကိုလိုချင်တဲ့ပုံစံလေးကိုဒီအရှိမဖော်မယ်နော်ဒီကောင်လေးကတော့လှအောင်ဖော်ပေါ့နော်ပုံတင်နည်းရလို့မရှိဘူးဒါဆိုဒီပတ်တန်လေးကညှက်လိုက်လို့ရှိရင်ရပြီပေါ့နော်ပတ်တန်ဆွဲတဲ့အချိန်ကြာလို့ရှိရင်အခုလိုဆွဲမယ်ညှက်တဲ့အချိန်ကြာလို့ရှိရင်တော့ဒီကခောက်ကြောင်းနဲ့လိုင်နင်စားအောင်အခုလိုညှက်မယ်နော်ဒါဆိုရင်ဒါခေါ်လာပတ်တန်ရပါပြီနော်အဲ့ဒါပြီးတဲ့ခါကျတော့တို့ဒီမှာဒီကောင်လေးကိုခုနကမပြပေးခဲ့ဘူးမပြပေးခဲ့ဘူးဆိုတာမတို့မခွဲခဲ့ကြအောင်အရှိမအကွဲလေးဒီအကွဲလို့မတို့မခွဲခဲ့ဘူးမခွဲခဲ့တော့ဒီအခွဲလေးကိုတစ်ချက်ပြန်ပြောပြမယ်တို့ဒီအခွဲလေးကိုဘယ်လောက်သတ်မှတ်ချင်တာလဲဒါခုနကမူရင်းပတ်တန်ဒီလိုရှိနေတာနော်ဒီအခွဲလေးကိုတို့ရင်ကျယ်မြင်းအထိသွားမယ်ဆိုလို့ရှိရင်လည်းသွားလို့ရတယ်နော်ဟိုဒီအိမ်ရလေဘင်းကအပိတ်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအခွဲလေးတွေနဲ့တာပြဿနာမရှိဘူးအရင်ကြီးရင်ညာတွေပါညာပေါ်မှာစိတ်မပူအောင်အဲ့လောက်မှကိုကမဝတ်ရဲဘူးဆိုလို့ရှိရင်လည်းအခုဒီမှာရင်ကျယ်မြင်းရဲ့အပေါ်ကို 2cm 2.5 လောက်အပေါ်တက်လိုက်ပေါ့နော်တက်ပြီးတော့ဒီကနေဒီအထိကိုတိုင်းကြည့်လိုက်ဟိုမှာတို့ဒီကနေဒီအထိကိုတိုင်းကြည့်လိုက် 9cm ရှိတယ်အော် 7cm ရှိတယ်ပေါ့နော် 7cm ရှိတယ်ဆိုလို့ရှိရင်အခုဒီကောင်လေးကိုဒီတိုင်းပဲထားမယ်နော်ဒါကသူကပိတ်စညှက်ပြီးသွားပြီဆိုတဲ့အနေအထားကိုပြောပြမှာချုပ်တဲ့အနေအထားကိုပြောပြခြင်းလို့နော်ဒါအခုကမတို့ခုနကတော့ဒီမှာ 0.5 ကတို့ယာထားခဲ့တယ်မြင်ဒါပေမဲ့တို့မညှက်ချခဲ့ဘူးညှက်ချလိုက်လို့ရှိရင်တို့ဒီမှာချုပ်စာပြန်ထုတ်ရမှာနဲ့ဘာနဲ့ဆိုတော့ဒီမှာတေးသေးလေးဆိုတော့လောက်ရကန်ရခတ်တယ်အဲ့မှာလက်မနိုင်တဲ့လူဆိုလို့ရှိရင်ဒီနေရာမှာဒီအခွဲကမလှတော့ဘူးအဲ့လိုတွေဖြစ်တတ်တယ်ဒါကြောင့်မလို့ဒီကောင်ကိုအမပြောပြပေးခြင်းလို့မညှက်ချထားတာနော်ချုပ်တဲ့အချိန်နိုင်ကိုပြောပြမယ်ဒီကောင်ကပိတ်စကိုအခုလိုညှက်လိုက်ပြီပေါ့ညှက်လိုက်ပြီးလို့ရှိရင်ဒီနေရာကိုမီးပူကျိုးအောင်ချိုးလိုက်မီးပူတိုက်လိုက်လို့ရှိရင်ခုဒီလိုအနေထားလေးရသွားမယ်ဒီမှာအလင်းမှာခောက်ချောင်းလေးနဲ့အနေထားရသွားမယ်အဲ့လိုအနေထားရသွားတော့မှတို့ကနောက်ထပ်ပိတ်စတစ်ခုမှာ lining ကတ်မယ် lining စကတ်မယ်နော် lining စကတ်ပြီးရင်အဲ့ lining လေးနဲ့ပိတ်စလေးနဲ့ကိုတို့ကသူ့ရဲ့ level ဘောက်ပေါ်မှာလာတင်မယ်နော်တို့ဒီမှာ lining စပေါ့ lining စပေါ့ဒီဘက်က lining ကတ်ထားတယ်ပေါ့နော်ဒီဘက်က liningဒီဘက်ချမ်းကတော့ပိတ်စပေါ့နော်ပိတ်စပေါ့အဲ့လိုမျိုးကိုကသဘောထားဒီမှာ lining ကတ်ထားရမယ်နော်ကတ်ထားပြီးတော့သူ့ကိုလည်းမတို့ကခောက်ရိုးချိုးချလိုက်နော်ဒီလိုပဲခောက်ရိုးချိုးချလိုက်အမတို့ဒီအကျယ်လေးကိုအရှည်လေးပေါ့နော်အရှည်လေးကိုတိုင်းထားတာ7ရှိတယ်အဲ့တော့ဒီကောင်လေးကိုခုနက lining ခောက်ထားတဲ့ခောက်ရိုးကြာလေးမှာအမတို့က 7cm ဆိုပြီးတော့အမှတ်ကလေးမှတ်ခဲ့ 7cm ဆိုပြီးမှတ်မယ်ပြီးရင်ဒီခောက်ရာလေးရဲ့ဒီဘက်အချမ်းကို 0.5 မှတ်မယ်ဒီဘက်အချမ်းကိုလည်း 0.5 မှတ်မယ်နော်အဲ့ဒီကနေပြီးတော့ခုနက 7cm မှတ်ခဲ့တဲ့ point လေးနဲ့ကိုအမတို့မြင်းလေးဆွဲလိုက်ဒီ lining စက်ကူပေါ်မှာဆွဲခိုင်းတာနော်lining စက်ကူပေါ်မှာဆွဲမယ်ဒါဆိုလို့ရှိရင်တို့ကထင်းနေပါအဲ့ဒါပြီးတဲ့ခါကျတော့မှတို့ကဒီကောင်လေးနဲ့ဒီကောင်လေးနဲ့ကိုမတို့တွေထပ်မယ်နော်ထပ်တဲ့အချိန်ကျလို့ရှိရင်တို့ဒီ point နော်ဆက်ဆောက်ဦးဆုံး point နဲ့ဒီ level ထိပ်ကလေးနဲ့ကိုညီအောင်ထပ်မယ်အခုဒီခောက်ရိုးနဲ့ဒီခောက်ရိုးနဲ့ကိုညီအောင်ထပ်မယ်အခုလိုပြောချင်တာဒီလိုပုံစံမျိုးဖြစ်ရမှာပေါ့ဒီလိုပုံစံဖြစ်အောင်ထပ်ရမယ်နော်တစ်ထပ်ထဲဖြစ်ရမယ်ဒီလိုလေးထပ်ပြီးသွားပြီဆိုရင်တို့ကပင်ရကလေးတွေထိုးနော်ဒါနဲ့ကိုငြိမ်သွားအောင်လို့ပင်ရကလေးတွေထိုးပြီးတော့မှတို့ဒီကနေပြီးတော့မတို့ဆက်နဲ့ချုပ်ချနော်ဆက်နဲ့ချုပ်ပြီးတော့မှဒီကောင်ကိုအလဲကနေကတ်ကြီးနဲ့ခွဲဒါဆိုလို့ရှိရင်တို့ရဲ့ကတ်ကြီးနဲ့ခွဲပြီးပြောင်းပြန်ပြန်လှန်ပေါ့နော်ပြောင်းပြန်လှန်အဲ့ဒါဆိုလို့ရှိရင်တို့ရဲ့ဒီချုပ်ရောင်းဒီအကွဲချောင်းလေးကတက်ရကလေးနဲ့ပို့ပြီးတော့လှတယ်အဲ့လိုမဟုတ်ဘဲနဲ့ဒီမှာအင်ကြီးမှာခွဲချပြီးတော့မှနောက်ထပ်ပြန်ပြီးတော့ကတ်တယ်ဆိုလို့ရှိရင်တိတ်ပြီးတော့မလှတတ်ဘူးနော်အဲ့ဒါလက်မနိုင်လို့ရှိရင်အဲ့နေရာတွေမှာမလှဘူးဖြစ်နေအပေါက်ကကျင်းတဲ့နေရာကျဲတဲ့နေရာကျဲအဲ့လိုတွေဖြစ်တတ်တဲ့အတွက်ကြောင့်မလို့တကယ်လို့ကိုကဒီနေရာမှာအဆင်မပြေဘူးဖြစ်နေတယ်ချုပ်တိုင်းအဆင်မပြေဘူးဖြစ်နေတယ်ဆိုလို့ရှိရင်တော့ဒီအခုမှပြတဲ့နည်းကိုစမ်းကြည့်လိုက်ပေါ့နော်အခုဒါကိုပတ်တန်ခွဲချလိုက်မယ်ဒါဆိုလို့ရှိရင်မှပတ်တန်လေးကစုံသွားပြီနော်ဒီလောက်စုံတော့သဘောပေါက်လိမ့်မယ်လို့ထင်ပါတယ်နော်ညှက်ပြီးတော့ခုလိုလေးထွက်လာမယ်နော်ဒီပတ်တန်လေးကအခုအမပြောတဲ့နီးရလေဗကနာတွေအတွက်တော့အများကြီးအကျိုးရှိလိမ့်မယ်လို့မျှော်လင့်မိတယ်ဘာလို့လဲဆိုတော့သူတို့တွေကပတ်တန်တွေတော့သိတယ်အယူအဆတွေနားမလည်နေတာနော်ဒီဖြတ်ဆက်တွေကိုဘယ်လောက်ကနေဘလူကနေဖြတ်ဆက်ရင်ဒီရုပ်ခွက်မလဲဒါဒီမမှန်းတတ်တာပေါ့နော်နောက်ပြီးတော့ဒီခွဲချောင်းလေးတွေဒါလေးတွေကအများကြီးတန်ဖိုးရှိသွားပါလိမ့်မယ်နော်ပတ်တန်တွေတွေ့တယ်မချုပ်တတ်ဘူးမလုတ်တတ်ဘူးဖြစ်နေတဲ့လူတွေအတွက်ဒီကောင်လေးတွေကတော်တော်လေးကိုအဆင်ပြေသွားမယ့်အနေအထားရှိတယ်နော်ကိုတိုင်းကိုဘာသာကိုတင်နှမတက်ဖ ೇನೆ လေ့လာနေတဲ့လူတွေအတွက်အများကြီးအကျိုးရှိမယ်လို့မျှော်လင့်မိပါတယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်